လမ်းဘေးမှာပေါက်နေတဲ့လမ်းဘေးအပင်လေးတစ်ပင်ကဒီကောင်မလေးရဲ့မျက်လုံးထဲမှာတော့အယောင်တွေတလက်လက်တောက်နေတာကြောင့်ချက်ချင်းနှုတ်လိုက်ပြီးတော့ CEO ရဲ့ရှီတက်တက်ကိုတွားပေးလိုက်ပါတယ်။အပင်ရဲ့ပုံစံကမထူးဆန်းပဲမျက်ပင်အမျိုးအစားဖြစ်နေတာကြောင့်ဘသူကမှမယုံပဲမျက်ပင်လာပေးတဲ့ကောင်မလေးကိုသာတွန်းထုတ်လိုက်ပါပြီ။ဒါကြောင့်ပဲအရန်ဝမ်းနဲ့သွားတဲ့ကောင်မလေးကမျက်ရည်တွေကျနေတုန်းမှာပဲသူ့ရဲ့မျက်ရည်ကြောင့်မျက်ပင်လိုမျိုးဖြစ်နေတဲ့အပင်တွေဟာချက်ချင်းပန်းတွေပွင့်ပြီးတော့လန်းဆန်းသွားခဲ့ပါတယ်။ CEO ကတော့ကောင်မလေးကိုဘာမှမပြောတော့ပဲပွင့်လာတဲ့ပန်းတွေကိုစားလိုက်တာပေါ့။အချိန်ကနာလေးအကြာမှာတော့ CEO ဟာချက်ချင်းအစိတ်တင်ပြီးတော့သွေးတွေအံပါတော့တယ်။ဒီအန်နဲ့သွေးတွေဟာသူ့ရဲ့ယောဂတွေအတွက်အစိတ်တွေဖြစ်နေခဲ့ပြီးချက်ချင်းဆိုသလိုလမ်းမလျှောက်နိုင်တဲ့ CEO ကချက်ချင်းလမ်းလျှောက်သွားနိုင်ပြီးမျက်လုံးလေးပြန်ကောင်းသွားခဲ့ပါပြီ။ဒါကြောင့်ကောင်မလေးကိုသူနဲ့တူတူခေါ်သွားဖို့ဆုံးဖြတ်လိုက်ပြီးလမ်းခရီးတစ်ဝက်ကိုရောက်တဲ့အချိန်မှာကောင်မလေးကရုတ်တရက်ဆိုသလိုဒီလမ်းကမသွားတော့ဖို့ပြောလိုက်ပါတယ်။ဒါကိုယုံကြည်ပေးတဲ့ CEO ကလည်းကားကိုအနောက်ပြန်ဆုတ်လိုက်ပြီးမိနစ်ပိုင်းအကြာမှာတော့တောင်ပေါ်ကနေအင်မတန်ကြီးမားတဲ့ကြောက်တုံးကြီးတစ်တုံးကပြုတ်ကျလာပါတော့တယ်။ဒီအဖြစ်အပျက်ကအတော်လေးကိုထူးဆန်းတဲ့အတွက် CEO ကဒီကောင်မလေးကိုအပီးတိုင်မွေးစားဖို့ဆုံးဖြတ်လိုက်ပါပြီ။အိမ်ရောက်တဲ့အခါမှာတော့ကောင်မလေးလိုမျိုးရွယ်တူကလေးမလေးတယောက်ရှိနေပြီးအတော်လေးလည်းကောက်ကျစ်တတ်တဲ့စိတ်ရှိပါတယ်။ဒါကြောင့်ကောင်မလေးဝတ်မဲ့အင်ဂျီမှာခွေးလျားသည့်အမုံတွေထည့်ထားတာကြောင့်ကောင်မလေးရဲ့ခွေးကဘလို့မှကိုဝတ်ခွင့်မပြုခဲ့ပါဘူး။ဒါကြောင့်ပဲရုံရင်ဆန်ကပ်ဖြစ်ပြီးဟိုကလေးမလေးကိုတဲလာတဲ့အင်ဂျီကထိမိသွားပါတယ်။ဒီလိုနဲ့ပဲသူမကိုယ်တိုင်လှုပ်ထားတဲ့အစိမ့်မုံတွေကသူမကိုယ်ပေါ်ကိုပြုတ်ကျသွားပြီးချက်ချင်းဒဏ်ရာရသွားခဲ့ပါပြီ။တကယ်တမ်းမှာကြတော့ကောင်မလေးကိုမွေးစားဖို့ဆုံးဖြတ်ခဲ့တာဟာ CEO ဖြစ်ပေမဲ့လည်း CEO ရဲ့အမွေကိုလိုချင်တဲ့ဘလို့နီလန်း300ကောက်ကျင်မယ်ဆိုတဲ့အိမ်သူအိမ်သားတွေကအများကြီးကိုရှိနေခဲ့ပါတယ်။ဒါကြောင့်ပဲ CEO တယောက်ဒီကောင်မလေးကိုအစွမ်းကုန်ကာကွယ်ပြီးသူ့ရဲ့အမွေတွေကိုလည်းစက္ကန့်ခိုင်းဖို့ဆုံးဖြတ်ခဲ့လိုက်ပါပြီ။ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာပရိသတ်ကြီးတို့ကလည်းအခုတင်ဆက်ပေးသွားတဲ့ဇလန်းတိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကိုလည်း like and follow လေးလုပ်သွားပေးကြပါအောင်နောက်ထပ်ဗီဒီယိုတွေမှာလည်းနောက်ထပ်ထူးဆန်းတဲ့ဇလန်းတိုတွေကိုရှာဖွေတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုအမြန်ဆုံးပြန်လာခဲ့ပါမယ်ခင်ဗျာ